ကိုအောင်ရဲ့လွမ်းမောပွဲကြည်နူးပွဲကောင်းသောမိုးဆက်များအောက်ကပရိစကားအချစ်ဆက်လန်းတို့လေးကိုပြောပြပေးပါမယ်ရှင်။ကြိုက်နှစ်သက်မယ်ဆိုရင် like and share လုပ်ပေးခဲ့ပါဦးရှင်။နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းများလည်းတင်ဆက်ပေးပါမယ်ရှင်။ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ညနေခင်းနေဝင်ရိုးရီအချိန်10တန်းဆောင်မှုပွဲပြီးစအရွယ်ကိုအောင်နှင့်နှင်းရွယ်တို့ရွာဦးစီတီနီးကညောင်ပင်ကြီးအောက်တွင်ထိုင်နေကြသည်မိုးဖွဲဖွဲလေးရွာနေသည်။ကိုအောင်ကနှင်းငါမြို့တက်ပြီးကျောင်းဆက်တက်ရတော့မယ်။အဖေကမြို့မှာအလုပ်သွင်းပေးမယ်ပြောတယ်။နှင်းတွေကမျက်နှာငယ်လေးဖြစ်အေးပါနင်ကတော့မြို့ရောက်ရင်ငါ့ကိုမေ့သွားမှာပါမြို့ကမိန်းကလေးတွေကလှမှာပေါ့ကိုအောင်ကမမေ့ပါဘူးနှင်းရဲ့ငါကတိပေးပါတယ်ငါရင်ထဲမှာနှင်းတယောက်ပဲရှိတာပညာဆုံးရင်ငါနှင်းကိုလာခေါ်မယ်ဒီလက်စွပ်လေးတင်ထားပေးပါကိုအောင်ကငွေလက်စွပ်လေးတစ်ကွင်းကိုနှင်းရွယ်ဤလက်ထဲသို့ထည့်ပေးလိုက်သည်နှစ်ယောက်သားခွဲခွာရတော့မိဝမ်းနည်းမှုနှင့်အတူအနာဂတ်အတွက်မျှော်လင့်ချက်ပြည့်ဖြစ်ကြည်နေကြသည်နောက်10နှစ်ကြာသောအချိန်တွင်ကိုအောင်သည်အောင်မြင်သောလုပ်ငန်းရှင်တဦးဖြစ်နေပြီးသို့တော်သူ့မျက်နှာတွင်ပျော်ရွှင်မှုမရှိရုံးကန်တည်င်းပေါက်မှအပြင်ကမိုးရွာနေသည်ကိုကြည့်ရင်အတိတ်ကိုသတိရနေသည်အတွင်းရေးမှုကဆရာဒီနေ့ဧည့်သည်နဲ့ချိန်ထားတာရှိပါတယ်ရှင်ကိုအောင်ကအေးလွတ်လိုက်ပါတကားပွင့်လာသောအခါဝင်လာသူမှာကိုအောင်ကိုငေးကြည့်နေသည်ထိုသူမှာနှင်းရွယ်မဟုတ်ပဲနှင်းရွယ်ဤအကိုဝမ်းခွဲတော်ဆက်သူကြော်စွာဖြစ်နေသည်ကိုကြော်စွာကအောင်မင်းကကိုမှတ်မိလားငါနှင်းရွယ်ရဲ့အကိုကြော်စွာပါကိုအောင်ကဝမ်းသာအားရဖြင့်ဟာကြော်စွာမှတ်မိတာပေါ့နှင်းရောနှင်းနေကောင်းလားပါလို့အဆက်အသွယ်တွေပြတ်သွားရတာလေကျော်စွာကတက်ပြင်းချရင်မင်းထွက်သွားပြီးနှစ်အကြာမှာနှင်းတို့အိမ်မီးလောင်သွားတာအကုန်ပါသွားတော့သူတို့လည်းရွာကနေပြောင်းသွားကြတာငါလည်းအခုမှမင်းကိုတော်တော်ရှာလိုက်ရတာအောင်ရကျော်စွာပေးလိုက်တော့လိပ်စာအတိုင်းကိုအောင်သည်နေမျိုးလေးတစ်မျိုးတို့ကောင်းကောင်းထွက်လာခဲ့သည်လမ်းဘေးကရှုခင်းတွေကအတိတ်ကိုပြန်ခေါ်သွားသလိုပဲနှင်းရွယ်ရှိရာအိမ်ရှိသို့ရောက်သောအခါကိုအောင်လေးဝင်နေမိသည့်အိမ်လေးကနွမ်းပါလာသည်ကိုအောင်အိမ်ထဲသို့ဝင်သွားသောအခါကတင်ပေါ်တွင်လဲလျောင်းနေသောလူနာတဦးကိုတွေ့လိုက်ရသည်ထိုသူမှာနှင်းရွယ်၏အမေဖြစ်သည်ကိုအောင်ကအန်ဒီကျွန်တော်အောင်ပါအမေကအော်တားအောင်နှင်းရွယ်ကတော့မင်းကိုမျှော်ရင်းနေပဲအခုတော့သူဆေးရုံမှာအလုပ်ဆင်းနေတယ်ကိုအောင်ဆေးရုံသို့အပြေးသွားခဲ့သည်ဆေးရုံဝရဏာတွင်သူနာပြုဝတ်စုံလေးဖြင့်ပင်မနှွမ်းနေသောနှင်းရွယ်ကိုတွေ့လိုက်ရသည်နှင်းရွယ်၏လက်သူကျဲတွင်ကိုအောင်ပေးခဲ့သောငွေလက်စွပ်လေးကအယောင်မိန်နေတော်လဲရှိနေသေးကိုအောင်ကနှင်းရွယ်လှည့်ကြည့်လိုက်သည်မျက်ရည်များဝဲတက်လာကသူမလက်ထဲကဆေးပန်းလေးလွတ်ကျသွားသည်ကိုအောင်နှင့်နှင်းရွယ်တို့ဆေးရုံအပြင်ကပန်းချံလေးတွင်ထိုင်နေကြသည်နှင်းရွယ်ကဘာလို့အခုမှပေါ်လာတာလဲကိုအောင်နှင်းတို့ဒုက္ခရောက်နေတော့ကဘယ်မှာလဲနှင်းစာတွေအများကြီးရေးခဲ့ပေမဲ့ပြန်စာတစ်စောင်မှမရခဲ့ဘူးကိုအောင်ပါစာရီဟုတ်လားငါတစ်စောင်မှမရခဲ့ဘူးနှင်းကလည်းနှင်းတို့စီစာရေးတယ်လူလွတ်ပြီးစုံစမ်းတယ်ဒါပေမဲ့မီးလောင်ပြီးပြောင်းသွားကြပြီဆိုတာပဲကြားရတာနှစ်ယောက်သားအချိန်တော်ကြာအောင်စကားမပြောနိုင်ပဲငြိမ်သက်နေကြသည်ကံကြမ္မာကသူတို့ကိုကစားခဲ့ခြင်းဖြစ်သည်ကိုအောင်ကနှင်းရွယ်ကိုမြို့ကိုလိုက်ခဲ့ရန်ခေါ်တော်လဲနှင်းရွယ်ကညင်းဆိုသည်နှင်းရွယ်ကမရဘူးကိုအောင်နှင်းမှာတာဝန်တွေရှိတယ်အမေကလည်းနေမကောင်းဘူးပြီးတော့နှင်းကိုဒီကဆရာဝန်တယောက်ကကူညီထားတာရှိတယ်သူကနှင်းကိုလက်ထပ်ခွင့်တောင်းထားတယ်ကိုအောင်ကနှင်းသူ့ကိုချစ်လို့လားနှင်းရွယ်နှုတ်ဆိတ်နေသည်ကိုအောင်ရင်ခွဲမတက်ခံစားရသည်သို့တော်သူလက်မလျှော့ခြင်းထိုဆရာဝန်နှင့်တွားရောက်တွေ့ဆုံရန်ဆုံးဖြတ်လိုက်သည်ကိုအောင်ဒီနှင်းရွယ်ကိုကူညီနေသောဒေါက်တာမင်းခန့်နှင့်တွေ့ဆုံသည့်ကိုအောင်ကဆရာနှင်းရွယ်ကိုဆရာချစ်တာကျွန်တော်သိပါတယ်ဒါပေမဲ့နှင်းရွယ်ရဲ့စိတ်ထဲမှာဘာသူရှိလဲဆိုတာဆရာသိမှာပါကျွန်တော်တို့တယောက်ကိုတယောက်10နှစ်ကျော်ဆောင်ခဲ့ကြတာပါဒေါက်တာမင်းခန့်ကကျွန်တော်သိပါတယ်နှင်းရွယ်ကသူ့အမေအတွက်ရောကျွန်တော်အပေါ်ကျေးဇူးရှိလို့ရောလက်ခံခဲ့တာပါသူတခါမှမပြုံးဘူးအခုခမရရောက်လာမှသူငိုနိုင်တာသွားပါသူ့ကိုခေါ်သွားပါရွာဦးဖုန်ကြီးကျောင်းကညောင်မင်းကြီးအောက်အတိတ်ကလိုပဲမိုးပွဲပွဲလေးရွာနေသည်ကိုအောင်နဲ့နှင်းရွယ်တို့ပြန်လဲဆုံတွေ့နေကြသည်ကိုအောင်ကနှင်းအခုကစပြီးနှင်းရဲ့လက်ကိုငါဘယ်တော့မှလွတ်မှာမဟုတ်တော့ဘူးနှင်းရွယ်ကနှင်းလဲကိုအောင်ကိုစောင့်နေခဲ့တာပါကိုအောင်ကနှင်းရွယ်ရဲ့လက်သူကျဲကအယောင်မိန်နေတဲ့ငွေလက်စွပ်လေးကိုချွတ်လိုက်ပြီးသူယူလာတဲ့စိန်လက်စွပ်အစ်စ်လေးကိုလဲလှယ်ဆင်မြန်းပေးလိုက်သည်ကြိုက်နှစ်သက်မယ်ဆိုရင် like and share လုပ်ပေးခဲ့ပါဦးရှင်နောက်ထပ်စိတ်ဝင်စားစရာဇာတ်လမ်းများလည်းတင်ဆက်ပေးပါမယ်ရှင်ကြည့်ရှုသူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်